ဒီညီမလေးခမနေတိုင်းလို့အကိုဖြစ်သူရဲ့အနိုင်ကျင့်မှုကိုခံနေရရှာပါတယ်အပြင်ထွက်မလားနှဆိုင်နဲ့ကြောက်ကမာကြီးရှိတယ်အထဲမှာနေမလားအကိုဖြစ်သူပြီးတဲ့ဒဏ်ရာတွေနဲ့နာကျင်နေရတယ်အောက်မှာဆိုရင်လဲသူပြုတ်ကျလာမလားဆိုပြီးမြေခွေးတစ်ကောင်ကစောက်ကြည့်နေပါသေးတယ်S တောင်တန်းကြီးရဲ့အေးတန်အောက်မှာရွှေလီယုံမောင်နှမနှစ်ကောင်မွေးဖွားလာခဲ့ပါတယ်ပြဿနာကတော့အကိုဖြစ်သူက၄ရက်စောမွေးထားတော့ခန္ဓာကိုယ်ပိုတန်မာပြီးမျက်လုံးတော့ပွေ့နေပါပြီညီမလေးကတော့အားနွဲ့တဲ့ခန္ဓာကိုယ်လေးနဲ့တုံရီပြီးကွေးနေုံကလွဲလို့ဘာမှမတတ်နိုင်ရှာပါဘူးမွေးလာကလေးကကံကြမ္မာကမျက်နှာလိုက်ခဲ့တာပါတန်မာတဲ့ကိုကြီးကအမေရဲ့ရင်ခွင်အောက်ကအနှွေးထွေးဆုံးနေရာကိုဦးထားပါတယ်မျက်လုံးတော့တေချာမပွေ့သေးတဲ့ညီမလေးခမရတော့ကိုယ့်ရဲ့နှုတ်တီးကြံတွေနဲ့အေးဆက်တဲ့လေးတန်းကိုပဲခါးစီးခံနေရပါတယ်အဖေလို့သူကအစာရှာအမေလို့သူကအစာခွဲကျွေးဒီလိုမျှတမှုမျိုးကအချိန်2ပတ်လောက်ပဲခံပါတယ်အကိုကြီးပိုတန်မာလာတာနဲ့သူ့ရဲ့လောဘနဲ့ရန်လိုမှုတွေကအတိုင်းစားမရှိမြင့်တက်လာပါတော့တယ်အစာလူတာကနေအသက်ကိုပါရန်ရှာတဲ့အထိဖြစ်လာပါပြီညီမလေးရဲ့လေဘင်းကအမွေးနှုတ်လေးတွေဆိုရင်အကိုဖြစ်သူစိတ်ထားလို့ပြောင်းတလင်းခါနေပါပြီဒဏ်ရာတွေကပိုးဝင်တေမင်းစီသွားရဖို့တေးကြသလောက်ပါပဲအမေလို့သူကလည်းမသားနိုင်ပါဘူးတဘာဝတရားရဲ့စီးမင်းကရက်ဆက်ပါတယ်အ ਨੇ ဆုံးတကောင်တော့အသက်ရှင်မှဖြစ်မှာမို့လို့မိခင်ဟာတန်မာတဲ့ကောင်ကိုပဲဦးစားပေးရပါတော့တယ်အကိုကြီးရဲ့အနိုင်ကျင့်မှုကအထွတ်ထိပ်ရောက်လာပါပြီညီမလေးအစာမစားရအောင်ပိတ်ဆို့ထားသလိုသူ့ကိုအစာကျွေးရင်အမေကိုတော့ပြန်ရန်မှုလာပါတယ်ဒါပေမဲ့၃ဘက်ကြာတိုက်ခတ်တဲ့မှုန်တိုင်းတစ်ခုကအရာအလုံးကိုပြောင်းလဲပစ်လိုက်ပါတယ်အဖေလို့သူဟာသားသမီးတွေအတွက်မှုန်တိုင်းကြတဲ့အစာရှာထွက်ရင်နောက်ဆုံးမှပြန်မလာနိုင်တော့ပါဘူးအမေလို့သူကတော့မျော်လင့်ချက်နဲ့စောင့်ရင်အတိုက်ထဲကအစာတွေကုန်ခန်းလာပါပြီလက်မော့လာတဲ့အကူကြီးကပိုးပြီးကြမ်းတမ်းလာပါတယ်သူနားနေတဲ့အချိန်လေးမှာပဲအမေလို့သူကအယိုးတစားလောက်ကိုညီမလေးစီကိုကြွေရရှာပါတယ်အစာရည်စာပြက်လက်အဖေကလည်းမရှိနေမြေကျူးကျော်တဲ့လင်းသားတွေကလည်းလာသေးတယ်ဆိုတော့အမေလို့သူဟာသားသမီးတွေကိုထားခဲ့ပြီးကိုယ်တိုင်အစာရှာထွက်ရပါတော့တယ်ဒီချိန်မှာမောင်နှမနှစ်ကောင်ကြက်တကောင်လောက်အရွယ်ရှိနေပါပြီစာလာမှုတန်ကြောင့်အကိုဖြစ်သူကညီမလေးကိုအသေးကောင်ကိုကိုက်ကြလို့မျိုးကိုက်ခဲနေပါပြီညီမလေးခမတေမင်းကိုမျက်နှာချင်းဆိုင်နေရတယ်လို့တိုက်ရဲ့အစွန်းဆုံးထိရောက်နေပါပြီအကိုကြီးကအဆုံးသက်တိုက်ခိုက်မှုပြင်လိုက်တဲ့ချိန်မှာပဲရုတ်တရက်လေပြင်းတစ်ချက်ဝုန်းကနေတိုက်ခတ်လိုက်ပါတယ်ကံကြမ္မာကမျက်နှာပြလိုက်တယ်လို့ပါပဲအနိုင်ကြည့်ဘိုးချနေတဲ့အကိုဖြစ်သူဟာလေဟုန်နဲ့အတူလက်ဆိုင်နဲ့ကြောက်ကမားလေးကိုလွတ်ပါသွားပါတော့တယ်အနောက်ရှက်တွေမရှိတော့တဲ့နောက်ညီမလေးဟာအစာနဲ့အနှွေးတက်ကိုအပြည့်ဝရလိုက်ပါတယ်ဒဏ်ရာပဲကြက်လာတယ်လို့အမွေးတွေလည်းဆုံးလာပါပြီဒါပေမဲ့အချိန်ကသူ့ကိုမစောက်ပါဘူးဆောင်းလေးမရောက်ခင်ပြန်တန်းတက်မှရှင်တန်းနိုင်မှာပါမပြန်တတ်ရင်တဘာဝတရားကသူ့ကိုဖျက်ဆီးပစ်ပါလိမ့်မယ်နောက်ဆုံးစမ်းသပ်မှုအနေနဲ့အမေလို့သူကအတိုက်ထဲမှာအစာမကျွေးတော့ပါဘူးရင်းနှချင်းဆိုင်ကြောက်ဆောင်ပေါ်မှာအစာကိုတင်ပြီးစားခြင်းကိုယ်တိုင်ပြန်လာခဲ့တော့ဆိုပြီးစိတ်ခေါ်လိုက်ပါတယ်ငတ်မုတ်မှုနဲ့မျိုးရိုးဗီဇကကြောက်ရွံ့မှုကိုအနိုင်ယူလိုက်ပါပြီသူမှခုန်ချလိုက်ပါတယ်လေဟုန်ကိုပထမဆုံးချိန်စီးနေလိုက်ပါပြီစင်းတက်တာမတက်ရက်ပေမဲ့သူမှလုံနိုင်ခဲ့ပါပြီအတိုက်ကြီးကြီးလေးထဲမှာရက်90ကြာပိတ်လောင်နေခဲ့တဲ့ဘဝပြီးဆုံးသွားပါပြီ။ဘာကြီးကအတိုက်ကြီးကြီးလေးမဟုတ်တော့ပဲကြေပြောလာတဲ့ကောင်းကင်ကြီးဖြစ်သွားပါပြီ။ဒါဟာကောင်းကင်ရံကိုစိုးမိုးမဲ့ဘယင်မတစ်ပါးရဲ့အစပြိုးချိန်ပါပဲ။ဒီဇလန်လေးကတော့တဘာဝတရားကရက်ဆက်ကြမ်းကြုတ်တယ်လို့ထင်ရပေမဲ့တစ်ဖက်မှာလည်းအားနွဲ့တဲ့သူကအမြဲတမ်းရှုံးနိုင်မနေဘူးဆိုတာကိုတက်တည်ပြလိုက်တာပါ။မိတ်ဆွေတို့ရောဘဝမှာထက်ခဲတွေဖိနှိပ်မှုတွေကြားကနေမလျှော့တော့ဇွဲနဲ့ရုံးတက်ပြီးမှအောင်မြင်မှုရခဲ့တဲ့တွေ့ကြုံမျိုးရှိဘူးပါသလား။ဒီဗီဒီယိုလေးကိုကြည့်ပြီးရလာတဲ့အသွေးမြင်လေးတွေကိုပုံမှန်မှာငရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။နောက်ထပ်လည်းတော်ရိုင်းတလိဆန်တွေရဲ့စိတ်ဝင်စားစရာဇာတ်လမ်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦး။အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။